ကဲအားလုံးပဲမြင်ကြပါခင်ဗျာကျွန်တော်ကတော့ Lewis ပါကဲအဲ့တော့ကျွန်တော် ending နေဒီ game ကအလွယ်ဆုံးဗျာနော်ကဘာပေါ်မှာအလွယ်ဆုံး game နဲ့ဗျာ bro okay ဟိုမှာ super fly ဗျာနော်ဒါဘာ game ဖြစ်မလဲတော့မသိဘူးကျွန်တော် super fly သွားယူအောင် okay ကဲယူလိုက်မယ်နော်ယူပြီးတော့ကျွန်တော်နိုင်သွားပြီလားမသိဘူး bro ဒါအလွယ်ဆုံး game ပဲဗျာဒီလိုကဘာပေါ်မှာအလွယ်ဆုံး game ပဲ bro ကြည့်လိုက်တော့ယူလိုက်အောင် let's go ရော့ယူလိုက်ပြီ okay နိုင်သွားပြီ bro နိုင်သွားပြီ let's go you win တယ် okay ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ easiest game ever ရဲ့ကျွန်တော်တွေးလိုက်တယ်ဗျာနော်ဒီ game ကလုံးဝအလွယ်ဆုံး game နဲ့ကဘာပေါ်မှာလေကျွန်တော်ဒီ game ကိုတော့ကျွန်တော်ယုံလိုက်ပဲဗျာနော်ကျွန်တော်တကယ်ချင်းကျွန်တော်လာပြသွားဒီ game ကအလွယ်ဆုံး game လို့ပြောတာပဲနော်ကျွန်တော်ဒီအောင်မကြည့်ခင်ကျွန်တော်ဒီ description လေးပါလေးဖတ်လောက်မယ်ဗျာ it may seem easy တဲ့ but it can reach to the end or can you reach to the end နဲ့ okay ဒီကတော့လွယ်လို့ထင်ရပေမဲ့မင်းနဲ့အဆုံးသက်ထိရောက်နိုင်မလားတဲ့ okay ဟာဒါဆိုရင်တော့ဒါခတ်တော့မဲ့ game ထင်တယ်ဗျာကျွန်တော်ရင်းထည့်လိုက်ပြီဖြစ်နေကျွန်တော်ရဲ့တကယ်ချင်းက okay every ending in the game okay ending တွေအများကြီးရှိရဲတဲ့ okay ဘယ်လောက် ending ဒီမင်းသွားနိုင်မလဲဆိုတော့မင်းစူးစမ်းကြည့်ပေါ့ okay ရာဝတ္ထုတွေအကုန်လုံးပေါ့ဒီ game ထဲမှာရှိတဲ့ရာဝတ္ထုတွေအားလုံးက ending တစ်ခုစီရှိကြရဲအဲ့တော့view site ပြီးကြည့်ကြရတယ် okay ဒီမှာ ending မောင်စုစုမောင် wait what ခဏနေ ending မောင်95ခုရှိရဲတဲ့ okay လူလူ100ပဲဟွာဖြစ်တယ်ပေါ့ ending bridge ကိုရမယ်တဲ့ okay sun ending temporary disable baby okay okay ဒီမှာ ending မောင်95ခုတော့ရှိပဲဒီ game ထဲမှာလေနိုင်ပြီဆိုရင်နိုင်ပြီဆိုပြီးတော့ပြောလိုက်လို့မရပါဘူးတိလား ending တွေအများကြီးရှိရတယ် okay let's go စလိုက်အောင်ဘာ game ဖြစ်မလဲကဲအားလုံးပဲမြင်ကြပါခင်ဗျာကျွန်တော်ကတော့ Lewis ပါကဲအဲ့တော့ကျွန်တော် ending နေဒီ game ကအလွယ်ဆုံးဗျာနော်ကဘာပေါ်မှာအလွယ်ဆုံး game နဲ့ဗျာ bro okay ဟိုမှာ super fly ဗျာနော်ဒါဘာ game ဖြစ်မလဲတော့မသိဘူးကျွန်တော် super fly သွားယူအောင် okay ကဲယူလိုက်မယ်နော်ယူပြီးတော့ကျွန်တော်နိုင်သွားပြီလားမသိဘူး bro ဒါအလွယ်ဆုံး game ပဲဗျာဒီလက်ကဘာပေါ်မှာအလွယ်ဆုံး game ပဲ bro ကြည့်လိုက်တော့ယူလိုက်အောင် let's go ရော့ယူလိုက်ပြီ okay နိုင်သွားပြီ bro နိုင်သွားပြီ let's go you win it okay any view hints that hints for in the pip that okay pip that for in the pip okay မြောင်းတစ်ခုတည်းဟိုတဲ့ဟိုပြုတ်ကြောင်လုပ်ပါတယ် okay wait ကျွန်တော်ဟိုပါပေါ့အစားနာလေးရောသူပေးရဗျာကျွန်တော် ending တစ်ခုပြင် okay wait ဒီကဘာဒီဥစ္စာကိုတစ်ချက်ကြည့်လိုက်အောင်ဗျာနော်ကျွန်တော်ဒီမှာပဲပြန် spawn လာတယ်ဂိမ်းကပြီးသွားပြီလို့ထင်ရမယ်မပြီးသေးဘူးဗျာနော်ကဲအဲ့တော့ဒီကဘာကြီးကဘာကဘာကြီးလဲဆိုတော့ကြည့်လိုက်ဒီလိုမျိုးပဲရှိရယ်ကျွန်တော် zoom ဆွဲကြည့်မယ်ကြည့်လိုက်အောင်ဘာမှအရင်မရှိဘူးဗျာကြည့်လိုက်ဒီလိုမျိုးလေးပဲရှိရယ် bro တစ်ချက်သွားကြည့်အောင် let's go ခုနကဒီမြောင်းကြားတဲ့ကိုသူကခုံချလို့ပြောရဗျာနော်ခုံချကြည့်လိုက်အောင် let's go ရော့ဘာ ending ဖြစ်မလဲ okay ending က failed တဲ့ okay ပြုတ်ကြတဲ့ ending ပေါ့ okay after you get an ending or ending might give you a hint that okay what if the ball fell in the pit တဲ့ okay ဘောလုံးလေးရတဲ့ဒီမြောင်းကြားတဲ့ကိုပြုတ်ကြမယ်ဆိုရင်တော့ okay ကဲစမ်းကြည့်အောင်ဗျာဟိုမှာဘောလုံးလေးတစ်လုံးတွေးလိုက်ရ let's go ဒီမှာကြည့်လိုက်ကြည့်ဒီဘောလုံးကနည်းနည်းစူးစမ်းနေဗျာကဲ bro ဒီမှာကဲ all the ending okay ငါ့ကိုမတွန်းနဲ့တဲ့ okay ငါ့ကိုမတွန်းနဲ့တဲ့ okay ဘောလုံးပြုတ်ကြသွားပြီ yo ဟိုဒီနေ့ကဘာလို့ဝါကြီးဖြစ်သွားတာဘာလို့မဲပြန်ဖြစ်သွားခုနကဝါလေးလေ okay after you get an ending okay okay ဒီဘောလုံးကိုတဲ့ဒီမြောင်းကြားတဲ့ကိုပြုတ်ကြအောင်လှုပ်ခိုင်းနေဗျာကဲသွားလို့ကြည့်မယ်ဒီမှာဒီကောင်စကားပြောရဟာဒီဘောလုံးကလေ hello there okay hi there မင်္ဂလာပါရဲ့မင်္ဂလာပါခုနကကျတော့ okay နားတယ်တဲ့ငါ့ကိုမတွန်းပါနဲ့တဲ့ okay okay တွန်းလိုက်ပြီရော့ oh what yo what ဟာဘာကြီးအောင်ကျွန်တော်ဘာဖြစ်သွားခုနကဝါအောင်ကဘာလေးရောက်သွားလို့မယ်နော်ဒါစိမ်းအောင်ကဘာကြီးပြပြန်သွားကြည့်မယ်ဒီဘောလုံးကိုအောက်ကိုတွန်းချလိုက်ရင်ဝါအောင်ကဘာလေးရောက်သွားပြီ okay yo good morning နဲ့ဟာ good morning နဲ့ဒါအခုနေလေကြီးပါကြည့်တော့ဝါအောင်ကဘာလေးရောက်သွားတယ် okay ဟိုမှာ trophy တစ်ခုတွေ့ပြီ trophy ကဘာလဲ trophy မဟုတ်ဘူးဗျာ super fly မဟုတ်တော့ဘူးဒါကကျ cheese ပြည့်သွားပြီနှိပ်ကြည့်လိုက်အောင် cheese တဲ့အတန်နေထွက်တယ်ဗျာ bro okay cheese တဲ့ bro cheese အတန်နေထွက်တယ်ဗျာ cheese ကိုကျွန်တော်စားလို့ရလားစားလို့မရဘူးဗျ okay အဲ့ဆိုရင်ကျွန်တော်ဘောလုံးကိုကျွေးကြည့်လိုက်မလားဘောလုံးကအနီရောင်ကြီးဗျာဘောလုံးကိုကျွေးကြည့်လိုက်မလားရော့ cheese စားကြည့်စားရ bro စားရဒီကောင် cheese စားရ what ကြည့်တော့ဒီကောင်ဝါးနေပြီးတော့ဘာလို့အနီရောင်ဖြစ်သွားလဲ oh wait what the ဘာဖြစ်သွား oh my god bro ကြည့်တော့ bro ဒီမှာဘောလုံးကြီးကြီးဖြစ်သွားပြီ bro ဘယ်လိုလုပ်မလဲဒီထဲဝင်လို့ရလားမရအောင်တော့ bro ကြည့်တော့ဘောလုံးကြီးဖြစ်လာပြီကျွန်တော်ဘယ်လိုလုပ်ရမလဲဘောလုံးကြီးဖြစ်လိုက် no what the heck ကွန်ဆူတဲ့ oh my god အစားခံလိုက်ရပြီတဲ့ okay
if only there were some way to survive that okay wait ဒီလိုမျိုးအကြီးဖြစ်သွားတာကို survive လုပ်လို့ရမယ်နီးလန်းရှိရတဲ့ okay ကဲကျွန်တော်အဲ့ဆိုရင်ကျွန်တော်ခုနကဒီကောင်အနီရောင်ပြောင်းသွားရင်เนาะကျွန်တော်ဒီလိုအဝိုင်းအောင်ဘောလုံးကိုဒီအောက်ထဲချလိုက်တယ်ထားလိုက်အောင် okay ပြီးရင်အနီရောင်ဘောလုံး what အနီရောင်ဘောလုံးမဟုတ်တော့ခင်းအောင်ဘောလုံးနဲ့ဒီခင်းအောင်ဘောလုံးကိုကျွန်တော်ချကြည့်နေမယ်ဗျာရော့ဘာဘယ်ရောက်သွားမလဲဆိုတော့ okay ဘယ်ရောက်သွားရော yo what စပစ်သီးကဘာလေးရောက်သွားပြီခုနက cheese ကဘာเนาะဒါစပစ်သီးကဘာလေးရောက်သွားပြီကျွန်တော်စပစ်သီးစားလို့ရလားမရဘူး okay ယူလိုက်မယ်เนาะ ending တစ်ခုပြင်မယ်ထင်တယ်ဟုတ်တယ် ending တစ်ခု let's go great တဲ့စပစ်သီး ending နဲ့ okay ပါစပစ်သီးအဆုံးသတ်ပေါ့ okay purple also I wonder if there are any other color okay ခဲအောင်နေရှိလို့တခြားကဘာကြီးလည်းရှိအောင်ပါတယ်ဒီ map ထဲမှာလေကျွန်တော်ခုစွစုပေါင်း ending ပေါင်း5ခုလောက်ရှိသွားပြီเนาะအဲ့ဆိုရင်တော့ကျွန်တော်ဒီထဲဝင်လို့ရတယ်လို့ထင်တယ်သူက ending 5ခုလိုရတယ်လို့ပြောရဲဝေး ending 5ခုလား4ခုလား okay skate park တဲ့ skate စီးလို့ရတဲ့ park ပဲเนาะ okay အဲ့ဒီတော့ကျွန်တော် ending ဘယ်နှခုတော့ okay ဒီအဝါအောင် ending လည်းပြီးသွားပြီเนาะဝေး cheese ending သွားမယ်ပြီးရင် okay အနီရောင် ending သွားအောင်အနီရောင် ending ကျွန်တော်အနီရောင် ending တစ်ခါမှမသွားဘူးသူခုနကကျတော့ခင်းရောင် ending okay yo အနီရောင်ကဘာရောက်သွားပြီ bro oh my god bro ကြည့်လိုက်အောင်အနီရောင်ကဘာကွာချသွားလဲသူများရင်နဲ့ဘာကွာချဘာမှမကွာချ oh my god bro ဒီမှာကြည့်အောင်ဒီဘက်မှာကြည့်အောင်ဒီမှာအနီရောင်ခလုံးလေးတခုတော့ရှိရနော် bro ကြည့်လိုက်အောင်ဒီအနီရောင်ခလုံးလေးကဘာလို့ရမလဲမသိဘူး bro ကဲချက်သွားကြည့်အောင်ကဲဒါမဲ့ကျွန်တော်တို့ဒီအနီရောင်ပန်းသီးကိုရင်ယူလိုက်ရအောင်အနီရောင်ပန်းသီးကိုရအောင် okay ဟိုမှာလဲပတ်စံ age ရှိရဗျ bro ဘယ်လိုလုပ်ကြမလဲပတ်စံ age ရှိရokay 21 minus 26တဲ့ wait what no တင်ချတော့ခိုင်းနေလား okay 5လို့ကျွန်တော်ရေးလိုက်မယ်နော်5 okay 5လို့ရေးလိုက်ပြီနော်ရော့ကျွန်တော်တင်ချရတော့ခိုင်းနေကြည့်တော့အမလေးအများကြီးပဲ bro တော်မတော်တော့အဲ့ပန်းသီးမယူတော့ဘူးဗျာနော်ကျွန်တော်ဒီပတ်စံထုတ်ကြီးကိုဘယ်လိုယူရမလဲစိုက်မှာပတ်စံထုတ်ကြီးရှိရအဲ့ကျွန်တော်ဒီမှာဟိုမှာလေကားတော့တွေ့ရဗျ bro လာလေကားစီသွားလိုက်အောင်ဟာ wait what သွားရောကွာအစကဘာကြီးကိုပြန်ရောက်သွားပြီကဲ let's go ပြန်သွားလိုက်အောင်ကဲဟိုကဘာခဏနေဟိုကဘာမှာအဲ့ခလုတ်လေးသွားနေချင်တယ်ဒီနားလေးကဟိုမှာခလုတ်လေးရှိရ bro ခလုတ်လေးသွားနေအောင် let's go ကဲဒီမှာဒီကိုတက်လို့ရတယ်ထင်တယ် wait ဒီပေါ်တက်လို့ရလားအငွေထွက်နေပဲကြည့်လောက်နန်ထောင်းနေတယ်အဲ့နားမှာအီးပေါက်ထားနေတယ် bro ကြောက်အီးပေါက်ထားနေတယ် okay ဒီပေါ်တက်လို့ရတယ် let's go တက်မယ်ရော yes ရပြီဒီမှာလေကားရှိရကဲ let's go တက်အောင်ဒီမှာဘာမှမရှိဘူးเนาะဒီနားမှာမဟုတ်ဘူးနော်ခလုတ်လေးကဒီဘက်မှာ okay ခလုတ်လေးသွားနေအောင်မှာကျွန်တော်နှိပ်ချင်တယ်ဒီမှာခလုတ်လေးအဲ့ခလုတ်ကဘာဖြစ်သွားမလဲမသိဘူးဒီကျုံကြီးတစ်ခုလုံးဖောက်ခွဲတဲ့ခလုတ်လားမသိဘူး bro သွားကြည့်အောင် let's go နှိပ်လိုက်အောင်မှာကျွန်တော်အဲ့ပေါ်ကိုခေါင်းရမလားဒီလိုနှိပ်ရမလားမသိဘူးခုံလိုက်မယ်နော်ရော့ what the heck bro ကြည့်အောင်ကျွန်တော်ပေါက်ခွဲသွား okay mine နဲ့ at least that I didn't walk off and fall I'm afraid or hype okay okay နဲဆုံးတော့ပြုတ်မကြတော့ဘူးလေပေါက်ကွဲသွားတယ်တဲ့ okay ပါ thank you okay စလိုက်အောင် okay animal စုပေါင်းကျွန်တော်9ခုလောက်ရှိသွားပြီကျွန်တော်ဒီမှာ skate park ကိုဝင်လို့ရရင်เนาะ skate ကွင်းနဲ့ okay ဒီမှာအဝိုင်းအောင်ပုံစံလေးရေးထားပြီကျွန်တော်အဲ့ဆိုရင်ဒီအဝိုင်းအောင်ဘောလုံးကိုလည်းအဲ့ skate park တွေကိုခေါ်သွားလို့ရတယ်ထင်တယ်ဗျ bro လားသူအစနာပေးထားရဆိုတော့လေဒီ game ကတော်တော်စိတ်ဝင်စားကြကောင်းလိုက်ဗျာเนาะလုံးဝ तू ကဗဟေလိဆန်တယ်ဗျာဒီ game ကကျင်းလေးလို့ထင်ရပေမဲ့အများကြီးပဲဗျာတိလားလုံးစရာကြီးအများကြီးရှိရဗျာ bro အဲ့တော့ကျွန်တော်ရဲ့ဒီရုပ်စာကိုလည်းကျွန်တော်သွားမယ်ဒီဘောလုံးကိုကျွန်တော်အဲ့ဒီ skate ကပါတွေကိုခေါ်တော့ခဏနေကွာသွားရောအေးပါကွာအဲ့တော့ကိုယ့်အတင်ကိုပဲသွားရမယ် skate ကပါတွေ okay skate ပါကိုသွားပြီ let's go yo what ဟာ yo ဖော်တယ်မဒါပလီယာလားဟုတ်ပါဘူးပလီယာတွေရောက်မဟုတ်ဘူး wow တဲ့ okay သူနဲ့စကားပြောကြည့်မယ် okay hey တဲ့ hello bro okay you stole my skateboard okay ငါရဲ့ skate ကိုမင်းခိုးလိုက်တာပဲဟာ bro မခိုးဘူးလေဟာမခိုးဘူးလေ bro ကျွန်တော်ပြန်ပေးမယ်ရောပေးလို့မရတော့ bro okay မင်းပေးဆက်ရလိမ့်မယ်တဲ့မင်းနဲ့မင်း you should start running နဲ့အသေးရောပြေးတော့တယ်ပြောပြီးတော့တန်းပြီးတော့ကိုသေးတာပဲကွာ okay မင်းသိမယ်မင်း noob ဆိုရကောင် okay first turn and got away okay မြန်ပြေးရမယ်เนาะကျွန်တော် skate စီးပြီးတော့မြန်ပြေးမယ် let's go ကော okay အကောင်နဲ့ကျွန်တော်စကားပြောကြည့်လိုက်မယ်အရင်เนาะအိုးဒီမှာဘောလုံး skate လည်းရှိရ bro ဘောလုံး skate လည်းရှိရကဲ let's go သွားမယ်လာ okay နော် okay
skate စီးရကြိုက်တယ်အေး skate စီးရကြိုက်တော့ဘာလို့မှရော့လာခင်စမ်းမင်းတွေ့မယ်လာငါ့ကိုတွေ့မင်းသူ့ရဲ့ skate ကိုခိုးသွားရင်ငါဒီတိုင်းမင်းနဲ့စကားလာပြောကွာနော်မင်း skate ကိုမခိုး okay လားလာခင်စမ်းမင်းငါနောက်ကလိုက်တော့မဟုတ်တယ်မလားငါပြေးမှာချက်ချင်းတိုင်းပြေးမှာမင်းပြေးလို့ရတယ်ပြေးပြီကွာအမှပြေးပြီကွာရောင်လာခင်စမ်းလာလေးလာလိုက်ခဲ့လား Oh my god မြန်လိုက်လားရောင် pause ဆိုရဲကောင်မြန်လိုက်လား bro မြန်တယ် Oh my god မေရောဗျာသေရော bro အဲ့ကောင်တော်မြန်တယ် Okay ဒီဖုန်းရရက Okay ခဏနေပြန်လှုပ်ရှင်မယ် तू က ending တစ်ခုတော့ပေးမှာပဲဗျာတိလားမြန်ပြေးနိုင်ရင်ဘာရသွားမလဲ Okay spawn ဆိုတဲ့နေရာဒီနေရာလားမသိဟောဒီနေရာကိုပြေးလို့ရလောက်လားမသိဘူး bro အဲ့နေရာကိုပြန်ပြေးလို့ရလောက်တယ်ထင်တယ် Okay ကဲအဲ့ဒါတော့ခဏထားလိုက်တော့เนาะအဲ့ pause ဆိုရင်တော်တော်ဆိုးရယ် Okay အဲ့နေရာတော့တခုဟောရသွားပြီ Okay ညခဏနေဝါအလုံးကပြုတ်ကြသွားတယ်နားနေကျွန်တော်ဟိုပတ်စံအိတ်ကြီးကိုယူချင်တာဗျာအဲ့ပတ်စံအိတ်ကြီးကိုယူချင်တာကျွန်တော်ဟိုလိုယူလို့ရလားဒီဘောလုံးနဲ့ယူလို့ရလားလို့လေတော့မယ်အဲ့ပတ်စံအိတ်ကြီးကိုတွားယူမယ်လား let's go ဒီဘောခုံတက်လိုက်မယ်ရော့အမ Okay ရပြီမရောက်ဟိုမှာအလဲကောင်ဂျားထဲမှာဟို gap ကြီးတစ်ခုလောက်ကကွာနေတာအဲ့ဘယ်လိုလုပ်မလဲ Okay wait ဒီမှာကျွန်တော်ဒီမှာ secret channel တစ်ခုကိုတွေ့ပြီဒီမှာဒီထက်ဝင်လို့ရလောက်တယ် bro ဒီထက်ဝင်လို့ရလောက်တယ်ကျွန်တော်ဘောလုံးရဲ့အကူအညီယူပြီးတော့ကျွန်တော်တွားချင်မယ် let's go သွားမယ် let's go သွားမယ်ကဲညောင်ဘောလုံးလားမင်းငါရဲ့ secret channel တစ်ခုကိုမင်းဖွင့်ပေးရမယ်လားမင်းအပေါက်တစ်ခုကိုမင်းဖွင့်ပေးရမယ်လို့ကွာဘောလုံးကထင်းရတော်တော်ခတ်တာပဲမင်းငါ့ကိုမတွန်းပါနဲ့တွန်းတယ်ကွာတွန်းတော့ဘာဖြစ်လဲ let's go ကဲ secret tunnel တခုတော့ဝင်ရအောင်လားကဲဘောလုံးကိုဒီဘက်ယူလိုက်ပြီဆိုအဲ့ secret tunnel ကြီးကပွင့်သွားမဲ့တင်းနဲ့ကွာဘောလုံးကတော်တော်ထင်းရခတ်နေရ bro ဘယ်လိုလုပ်မလဲဘောလုံးကတော်တော်ထင်းရခတ်နေအဲ့ဟိုပေါက်ကြီးရောက်ကြောင်ဝင်နေတာအဲ့ပေါက်ကြီးကဲ let's go သွားမယ်တဲသွားရမင်းတဲသွားcome on now man okay wait up okay ဒီမှာ oh my god bro ကြည့်လိုက်အောင်ဒီမှာ ending ကို bro ကြည့်လို့ရတယ်ဒီမှာ dance party ရဲ့ okay great day oh my god bro ကြည့်လိုက်ဒီမှာအများကြီးပဲနော် okay ကျွန်တော်သိသွားပြီအဲ့ဆိုကျွန်တော်သိသွား cheese ending လည်းကျွန်တော်ပြီးသွားပြီdance party ရဲ့ dance party ဆိုတော့ကျွန်တော်ဒီ game ထဲမှာကကြည့်လိုက်ရမှာ bro ဒီ game ထဲမှာကျွန်တော် emote လုပ်ပြီးတော့ကကြည့်လိုက်မယ် let's go ဒီကျွန်တော်ကလို့မရဘူးဖြစ်နေတယ်ခင်အောင်ကပါရဲလဲကျွန်တော်တွားပြီးသွားပြီနော်အဲ့တော့တွားတော့လာရော့ဒါအမေတဲသွားလိုက်တော့ yes ရပြီ yes ကဲဟိုမှာ secret tunnel တော့ကျွန်တော်ဝင်တော့မယ်ကျွန်တော်စိတ်လှုပ်ရှားနေဗျာနော်လှိုင်ကောင်းပေါက်ကြီးရကျွန်တော်ဝင်ရအောင်ကဲလစ်ဝက်လှိုင်ကောင်းပေါက်ကြီးရကျွန်တော်ဝင်လိုက်ကြရအောင် let's go ရော့အမOh my god ပွင့်သွားပြီ bro သူ့ဘာခေါ်သွားမယ် Oh my god တယ်လီပို့သွားပြီ bro ဘောလုံးတယ်လီပို့သွားပြီ let's go ဝင်လိုက်အောင်ဟာသွားရောချိန်ကိုက်ဘုံကိုကျွန်တော်နှိပ်မိသွားပြီ bro ဒီမှာယာကြီးကိုကျွန်တော်နှိပ်မိသွားဒီမှာချိန်ကိုက်ဘုံ38တဲ့36တဲ့ Oh my god bro ဘယ်လိုလုပ်မလဲဗျာ bro Oh my god ကဲဒီထဲမှာကျွန်တော်ပေါက်ကွဲတော့မယ် bro Okay ဒီဘောလုံးနဲ့ကျွန်တော်ကာလို့ရလောက်လား broမအဲ့ဥစ္စာဝင်လို့ရလားဘလို့ချက်ကြည့်မယ်ဒီမှာကြောက်တွေကနည်းနည်းကွဲနေပုံတော့ပေါက်နေချက်ဝင်လို့ရလားမရဘူးနော် Okay ဒီမှာဒါဟောဒီမှာရိုးကြောက်ကြီး bro ဒီထဲကနေပြီးအသက်ရှင်နေလို့မရှိတော့ဘူးတင်တော့ဒီမှာရိုးကြောက်ပုံစံကြီးနဲ့ဘယ်လိုလုပ်မလဲဒီစိန်ရောယူလို့ရလားဒီကျွန်တော် crystal တွေပေါ့ crystal တွေကျွန်တော်ယူလို့ရလား943နှစ်တက်တယ် Oh my god မလုပ်ပါနဲ့ပေါက်ကွဲတော့မယ်မိုင်းတွင်းပေါက်ကွဲတော့မယ်ပြီသေရောOkay spiky ရဲ့မဟုတ်ဘူးကျွန်တော်ပေါက်ကွဲသွားမဟုတ်ဘူးအဲ့စူးညွန်စိုက်သွားရဲတဲ့ AK ဟုတ်ပါ Okay ပါစကားအောင်ထင်နေ Okay ကဲကျွန်တော်ဒီမှာအကုန်ဆန်းပြီးသွားပြီဒီဘောလည်းတက်ပြီးသွားပြီဒီဘောလုံးနေနဲ့လည်းလုတ်ပြီးသွားပြီဒီမှာ trophy လည်းယူပြီးသွားပြီကဲဒီမှာဒီတစ်ပင်တစ်ခုပဲကျန်တော့ဒီမှာဒီတစ်ပင်ကိုကျွန်တော်တတိထားမိရဒီမှာကြည့်နေဒီလိုမျိုးဟာလေးတွေ့နေရ bro အဲ့ဘာလေးတော့မသိဘူးကျွန်တော်ဒီတစ်ပင်ပေါ်တက်လို့ရလားကျွန်တော်တက်ကြည့်အောင်လား let's go တက်လို့ရလား
တက်လို့ရလားမရအောင်နော်လူတက်ရမလဲအဝေးခဏနေကျွန်တော်သိပြီဒီဘောလုံးရဲ့အကူအညီယူပြီးတော့တက်မယ်ဆိုရင်ကော Okay let's go ကျွန်တော်သိနေတယ်တော်ရမင်းတဲသွား Okay ကဲဒီမှာ तू အားကြောင့်မလို့ဒီအလုံးလေးကိုဒီဘက်မှာပြထားတာအားကြောင့်ကျွန်တော်သိသွားပြီဒီပေါ်တက်လို့ရအောင်လုပ်ထားတာ Okay let's go Good morning နဲ့ bro လောက်နေ Oh my god တက်လို့ရတယ် bro ကြည့်တော့ Yo invisible letter ဗျာလုံးဝကိုမမြင်ရတဲ့ဥစ္စာဗျာနော် Oh my god ကျွန်တော်တိမ်မော်ကိုရောက်တော့မယ် bro တိမ်မော်ကြီးတက်လို့ရဒီဂိမ်းကလုံးဝဟိုတော့မထင်ရဘူး Oh my god တိမ်ကမားလေးရောက်သွားပြီဟာကျွန်တော်ပြန်ပြုတ်ကြသွားတယ်အေးပါကွာမြင်ပြန်တက်မယ်တိမ်ကမားလေးခုနရောက်သွားတယ်ကျွန်တော်ကောင်းပြန်တက်အောင်မတိမ်ကမားလေးသွားအောင်တိမ်ကမားလေးမှာဘာရှိမလဲကျွန်တော်ဘယ်လို ending နေရှိမလဲကျွန်တော်တစ်ချက်သွားကြည့်အောင် let's go ကဲတိမ်ကမားလေးမှာဆိုရင် okay cloud တင်မှာတိမ်ကမားမှာ cloud တစ်ခုရှိရယ် Okay let's go သွားမယ်ကဲတိမ်ကမားလေးကျွန်တော်ရောက်သွားပြီ Oh my god ဖြူဖွေးစွန်နေတာပဲ bro Oh my တိမ်ရှိရယ် let's go သွားမယ်တိမ်ယူလိုက်ရင်ဘာဖြစ်မလဲဒါ cloud ending ရမယ်ပေါ့ Okay cloud ending ရပြီ let's go ကဲ cloud ending ကျွန်တော်ယူလိုက်ပြီနော်don't want to do it again okay တိမ် ending လည်းပြီးသွားပြီကောင်းကင်ဘုံသွားပြီးသွားပြီဆိုတော့ကျွန်တော် cheese ခုနကဒီကောင်ကြီးကိုအကြီးဖြစ်အောင်လုပ်တဲ့ဥစ္စာလေးကျွန်တော် cheese ending ကိုပြန်သွားမယ် cheese ending မှာသူက escape လုပ်လို့ရမယ်နီးလန်းကတော့တခုရှိမယ်เนาะကျွန်တော် cheese ယူပြီးတော့ဒီကောင်ကိုအကျွေးလို့ရတယ်ဗျကျွေးပြီးသွားရင်ကျွန်တော်ခုနကတိမ်ပေါ်ပြန်တက်မယ်ဆိုရင်ရော bro ဟုတ်သွားပြီ yo ကဲကျွန်တော်အကြံရပြီเนาะ okay cheese ရပြီဒီကောင်ကိုကျွန်တော် cheese ကျွေးလိုက်မယ်เนาะ cheese ကျွေးလိုက်မယ်ဒီကောင်เนาะ Okay cheese ကျွေးလိုက်ပြီကဲကျွန်တော်ပြေးပြီဗျာကျွန်တော်ပြေးပြီ Oh my god ဝေးခဏနေဝေးဘယ်လိုလုပ်မလဲဘယ်လိုပြေးရမလဲ no သွားရောမေ့သွားတာအဲ့ကောင်လူရဲဒီနားလေးမှာသွားရောကျွန်တော်တိမ်ပေါ်တက်ချင်တာတက်လို့လည်းမရတော့ဘူးသွားရောအေးပါကွာဘာနောက်ဆုံးအနေနဲ့ဘာပြောချင်လဲ Lewis Game ကို subscribe လုပ်ပြီးပါ Okay ကျွန်တော်ရဲ့နောက်ဆုံးစကားလေးပါနော် Okay ကျွန်တော်ဒါနောက်ဆုံးဗျာကျွန်တော်နောက်ဆုံး try မယ်ဗျာနော်ကျွန်တော်အခု ending ဘယ်နှခုပြီးသွားပြီလဲကျွန်တော်တစ်ချက်ပြန်ကြည့်အောင် let's go ending စုစုပေါင်း8ခုတယ် okay 95ခုရှိတာ8ခုပြီးသွားပြီအဲ့ဒီတော့ကျွန်တော်9ခုပေါ့ဒီ cheese ending က9ခုဆိုတော့ကျွန်တော်ယူလိုက် let's go ကျွန်တော်9ခုဒီနေ့ video ထဲမှာ9ခုလောက်ထိကျွန်တော်အများဆုံးစော့ပေးမယ်ဗျာနော်ကဲ let's go ကဲ cheese ကိုရင်မယူသေးဘူးနော် cheese ကိုပြီးမှယူမယ်ဒီကောင်ကိုအဲ့တစ်ပင်သားလေးမှာရင်သွားထားမယ်နော်ကျွန်တော်တစ်ပင်ပေါ်လဲတက်ချင်လို့လေဒီကောင်ပေါ်ခုံတက်ရမှာဗျာအားကြောင့်မလို့ let's go okay ရပြီတက်လို့ရလာပြီလားရလာပြီနော်ရလာပြီ yes ရလာပြီကောင်ညင်အောင်ထားလိုက်မယ်နော်ညင်အောင်ထားလိုက်မယ်တက်လို့ရလာပြီထင်တယ်ရော့ okay ထားလိုက်တော့ဒီမှာထားလိုက်ပြီ okay ကဲတော့မယ်ကျွန်တော် cheese ယူမယ်ပြီးရင်အကောင်ကိုကျွေးလိုက်မယ်နော် cheese အကောင်ကိုကျွေးလိုက်မယ်ကွာသွားရော cheese စားပြီးသွားပြီသွားရော cheese ending လုံးမိပြန်ပြီအော် new ending လားတခုပြီးသွားလားနောက်ထပ် cheese ending ကျွန်တော်မြူမိသေးဘူးလား okay ဟုတ်သားပဲကျွန်တော်အဲ့ဆိုရင် ending 9ခုဖြစ်သွားရင်တော့ cheese ကိုကျွန်တော်မစားမိသေးဘူးကျွန်တော်စားလို့မရဘူးထင်နေရ okay ကဲလာ let's go cheese ending လည်းပြီးသွားပြီဆိုရင်နောက်ထပ် cheese ဒီကောင်ကိုကျွေးပြီးတော့ကျွန်တော်ဟိုဖြစ်တဲ့ဥစ္စာပေါ့ခပ်ပြီးမဲ့ ending ကိုကျွန်တော်လုပ်မယ်ဗျာ let's go လာသွားမယ်မင်းသွားအမအိုက်ပါသွားနေသွား okay ဒါဆိုမင်းကကြီးဖြစ်အောင်လုပ်ပြီးတော့သူ့စီကနေကျွန်တော်ထွက်ပြေးမယ်နော်သူ့ကိုကြီးဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်ထွက်ပြေးမယ် let's go ကဲရပြီ okay နားနေအိုက်မှာပဲနေကဲ let's go cheese သွားယူမယ်ဒီကောင်ကြီးဖြစ်အောင်လုပ်မယ် let's go ကျွန်တော် ending 95ခုထဲမှာကျွန်တော်10ခုလောက်ထိတော့ဒီ game မှာရအောင်လုပ်လိုက်မယ်ဗျာ okay ကျွန်တော် cheese ရလာပြီကျွန်တော်မှ cheese ရလာပြီကဲလာရနေအောင်မင်းမကြွေးဘူးသွား okay ဝင်ခဏနေရော့မင်း cheese စားလိုက်တော့ငါပြေးပြီမင်း cheese စားလိုက်တော့မင်း cheese စားပြီးတော့ငါပြေးပြီကွာမင်းက cheese ကျွေးရမှာကွာ cheese ကျွေးလိုက်တာကွာကဲကျွန်တော်ပြေးတော့မယ်နော် oh my god ကြီးဖြစ်လိုက် bro အမလေးကြီး oh my god သွား no ကျွန်တော်မီတော့မယ်ထင်တယ် oh my god မရသေးဘူးကွာ bro oh my god မရသေးဘူးကွာကျွန်တော်တိတ်နေရောက်တော့မယ်ခဏနေ oh my god အကြီးပဲ bro oh my god
Oh my god bro ကြည့်လောက်အကြီးရဗျာကြည့်လောက် cheese ကြီးဖြစ်သွားပြီဘောလုံးကြီးအကြီးဖြစ်သွား bro ဘယ်လိုလုပ်မလဲကဲကျွန်တော်ဆက်သွားရမှာကျွန်တော်နဲ့တော်တော်နီးလာပြီနော် bro အပေါက်သွားပြီ bro ခဏအောက်ပြန်ဆင်းကြည့်အောင်ပေါက်သွားပြီ Okay wait ဘာရအောင်ငါကြည့်လိုက်အောင်ဘာရအောင် cheese ပုံစံလေးပဲ Okay ရွှေအောင် cheese တဲ့ golden cheese တင်တယ် Oh my god golden cheese ရွှေ cheese ရသွားပြီ bro အဲ့တော့ရွှေ cheese ကကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာကျွန်တော်စားလို့ရလားစားကြည့်လိုက်မယ်ဒါ any တစ်ခုဖြစ်နိုင်တယ်နော်ဒါနောက်ဆုံး any ဖြစ်နိုင်တယ် Okay yo bro ကျွန်တော် Lewis game ပြအောင်နေပြီးတော့ရွှေအောင်ရသွားပြီ bro မိုက်နော် Oh my god let's go golden cheese ending ပါ Okay let's go eating this can't be healthy တဲ့ Oh healthy တော့မဖြစ်နိုင်ဘူးတဲ့ Okay ပါ Okay anyway bro ကျွန်တော် ending 65ခုရှိရတဲ့ထဲမှာဒီ game ကအလွယ်ဆုံး game ပေါ့အလွယ်ဆုံး game လို့သာပြောရနော်လုံးဝ ending နေရာအများကြီးပဲဗျာနော် ending နေရာအများကြီးပဲဒီ supply ယူပြီးလို့ပြီးမသွားဘူးဗျာနော်65ခုရှိတယ်ကျွန်တော်ခုစုစုပေါင်း ending 10ခုထိကျွန်တော်ရသွားပါပြီခင်ဗျာနော်ending 10ခုထိရပြီးသွားပြီဒီမှာဒီကောင်းရဲ့ ending လဲကျွန်တော်တစ်ခုရပြီးသွားပြီကဲအဲ့တော့ bro ဒီနေ့ video လေး bro ကြိုက်လက်နံပါတ်လေးထင်ပါတယ်ခင်ဗျာကျွန်တော်ဒီနောက်တဲ့ video မှာကျွန်တော်ထပ်ပြီးတော့ဒီ game ကိုဆက်ဆော့တင်လားမဆော့တင်လားဆိုတော့ bro comment မှာမှန်းခဲ့ပြအောင်ကျွန်တော်မှာဒီမှာ ending တွေအများကြီးလုပ်ဆရာရှိသေးတယ်ဗျာကြည့်အောင်ဒီမှာ reset ending oh my god reset ending တောင်လုပ်လို့ရတယ်ဗျာကဲကျွန်တော် reset လုပ်လိုက်မယ်နော် reset လုပ်လိုက်တာလဲဒါ ending တစ်ခုပဲတဲ့ okay respawn ပါ okay ရော့ okay let's go ကဲအားလုံးပဲနောက် video မှာပြန်တွေ့ကြမယ်နော် bye bye ဒီမှာ reset ending တစ်ခုတော့ရသွားပြီအားလုံးပဲ like Lewis Gaming Channel လေးကို like and subscribe လုပ်ခဲ့ပေးပါဗျာအားလုံးပဲ bye bye